မိုက်တာတစ်ခုပြမယ်ကိုရဲ့ iPhone ကိုဒီလိုမျိုးအားသွင်းလိုက်ပြီဆိုလို့ရှိရင်ဒီလိုအတန်ထွက်အောင်ဘယ်လိုလုပ်ရမလဲအဓိကတော့ charging sound အောင်ပြောင်းတာပေါ့ဒီဟာကိုတော့ကျွန်တော်တို့ shortcut ဆိုတဲ့ဒီ application ပါတဲ့ iPhone ထဲမှာရတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဟိုအရင် model အဟောင်းတွေကစရတယ်ဒီအားသွင်းလိုက်တဲ့အချိန်တန်းမှာကိုထားခြင်းတဲ့အတန်ကိုထားလို့ရတာပြောရမယ်ဆိုအထားကျတဲ့အရာတစ်ခုပဲဗျာသိလားအရင်ဆုံးနေ့လောက်မှာတော့ကိုထားခြင်းတဲ့အတန်ကို MP3 file လိုအပ်ပါတယ်ပြောချင်တဲ့ဘုရားဥမာ TikTok မှာဗျာကျွန်တော်တို့ထားခြင်းတဲ့ sound effect လေးကိုရိုက်ရှာလိုက်ဒါမှမဟုတ်လေကိုကောင်မလေးအတန် file ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးအားသွင်းနေပြီလို့ပါအဲ့လိုမျိုးသိရမှာချစ်စရာကောင်းတဲ့အတန်လေးပါတွေကိုတွင်းထားလိုက်အဓိက MP3 file ဖြစ်ဖို့လိုတယ် Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ step 1ပြီးသွားပြီ step 2ကတော့ကျွန်တော်တို့ဒီ shortcut app ထဲမှာလောက်အောင်မှာဖြစ်ပါတယ် shortcut application နဲ့ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ create new shortcut ပေါ့နော်ဒီ new shortcut ဟာလေးကိုနှိပ်လိုက်ဒါပေမဲ့ကျွန်တော် user interface ကတော့အခုကြည့်နေတဲ့သူတွေရဲ့ shortcut interface နဲ့တူချင်မှတူမယ်ဘာလို့ကျွန်တော်က iOS 27တင်ထားလို့ပေါ့နော်ဒါပေမဲ့အခြေခံသဘောတရားကတော့တူတူပါပဲအဲ့တော့ကျွန်တော်တို့ဒီမှာ automation ဆိုဟာလေးကိုရွေးပေးရမှာဖြစ်ပါတယ် automation လေးကိုနှိပ်လိုက်မယ်အဲ့ထဲမှာမှကျွန်တော်တို့အားသွင်းရင်အတန်မြင်ချင်တာဆိုတော့စာနဲ့ရိုက်ရှာလိုက်မယ် charging ပေါ့နော်ဒီမှာ charger ဆိုပြီးတော့ပေါ်လာလိမ့်မယ်အဲ့ဒါကိုရွေးပေးထားလိုက် okay ဒါဆိုလို့ရှိရင်ဒါပထမတစ်ခုပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ခုနကရှာထားတဲ့ MP3 file ပေါ့နော်အတန် file ကို file လေးကနေတွားပြီးတော့ရွေးပေးရမယ်ဒါကိုတော့ကျွန်တော်တို့ဒီမှာ file ဆိုပြီးတော့ရိုက်ရှာလိုက်မယ်ပြီးရင် file လေးကိုနှိပ်လိုက်အဲ့ဒါကိုမှအဲ့ဒီ file နေရာကိုထပ်ပြီးတော့ပြန်နှိပ်မယ်အဲ့မှာကျွန်တော်ဆိုလို့ရှိရင်ဒီမှာအနီလေးနဲ့ပေးထားရဗျာ var ဆိုပြီးတော့ okay အဲ့တန်လေးကိုကျွန်တော်ရွေးလိုက်မယ်ပြီး open နှိပ်မယ် okay ဒါနောက်တစ်ခုပြီးသွားပြီနောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒီ search action ထဲမှာပဲဝင်ပြီးတော့ play sound ဆိုပြီးတော့နှိပ်ရပါမယ်ဆိုတော့ play sound ဒီမှာ play sound ဆိုပြီးရှိရဗျာဒီလို step 3ခုလုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့အားသွင်းလို့ရှိရင်ကျွန်တော်တို့ထားတဲ့ custom အတန်လေးကမြင်နေတော့မှာပေါ့နော်ဆိုတော့ထားတော့ကြပါရဲ့ဗျာကိုစိတ်ကူးရှိရင်ရှိသလိုနည်းနည်းကစားကြည့်လို့ရတယ်ဆိုတော့စမ်းကြည့်ပါဦးမယ်ကျွန်တော်ဟာလေးအလုပ်ဖြစ်လာပေါ့